ကြားမရှိဘဲနောက်ထပ်ကလေးထပ်မွေးထားတာမဟုတ်ကြောင်းဒုတိယမြောက်သမီးလေးဆာရာနဲ့သူမရဲ့လက်ရှိခင်မွန်းကိုချပြလာခဲ့တဲ့ဆိုတော်ဤတင်ချိုဆွေမင်္ဂလာပါပရိသတ်ကြီးရှင်အဆိုတော်ဤတင်ချိုဆွေကတော့အခုလက်ရှိဩစတြေးလျနိုင်ငံမှာရောက်ရှိနေထိုင်နေတာဖြစ်ပြီးဩစတြေးလျကိုရောက်ရှိစဉ်အချိန်ကာလကလေးကသမီးလေး IV နဲ့အတူဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်အော်စီကိုရောက်ရှိခဲ့ပြီးတော့အချိန်ကာလတစ်ခုမှာတော့သူမဘဝကိုအရာရာနားလည်ပေးပြီးဘဝလုံခြုံမှုပေးနိုင်မဲ့ချစ်သူကိုထပ်မံတွေ့ဆုံခဲ့ရကအီတင်ချိုဆွေကနောက်ထပ်အိမ်အောင်တစ်ခုကိုထူထောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့သူမဘဝကို low profile နဲ့သာဖြတ်သန်းနေတဲ့အီတင်ကသူမနောက်ထပ်လက်ထပ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြည်သက်တွေကိုချပြခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။အဆိုပါခင်မွန်းနဲ့အတူဒုတိယမြောက်သမီးလေးဆာရာကိုမွေးဖွားပြီးတဲ့အချိန်မှာတော့အီတင်ချိုဆွေကသမီးလေးဆာရာရဲ့ဓာတ်ပုံတွေကိုအရင်ဦးဆုံးပြသလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်မှာပရိသတ်တွေကပထမတစ်ခါအိမ်အောင်မကြဘဲနဲ့ကလေးမွေးခဲ့တယ်လို့အခုလိုဒုတိယတစ်ခါမှလည်းအိမ်အောင်မရှိဘဲနဲ့ကလေးမွေးတယ်ဆိုပြီးမြမရိုးရာထုံနှံအစင်လာနဲ့တွေ့ပြီးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်နိုင်ငံသားမှနေပြီးကိုဘဝကိုအကောင်းဆုံးရည်တည်နေပေမဲ့အမျိုးမျိုးဝေဖန်တိုက်ခိုက်တာခံရတဲ့အချိန်မှာတော့အီတင်ချိုဆွေကသူမအနေနဲ့သူမရဲ့ personal ကိစ္စတွေကိုချမပြခဲ့ပေမဲ့သမီးငယ်လေးဆာရာကိုခင်မောတဲ့မရှိဘဲမွေးဖွားထားတာမဟုတ်ကြောင်းဒီကနေ့မှာတော့သမီးလေးဆာရာရဲ့ဓာတ်ပုံလေးတွေနဲ့အတူသူမရဲ့လက်ရှိခင်မွန်းရဲ့ပုံရိပ်လေးတွေကိုပါချပြလာခဲ့တာပဲဖြစ်ပါတယ်အခုဆိုရင်တော့ချင်းရတဲ့ခင်မွန်းနဲ့အတူသမီးလေး2ယောက်နဲ့တာယာပြည့်စုံကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်နေပြီဖြစ်ကြောင်းအီတင်ချိုဆွေကတော့ပွင့်ပွင့်လင်းလင်းချပြလိုက်ပြီးပဲဖြစ်ပါတယ်